နေ့ညတက်လာတဲ့အပြောင်းရွှေ့သတင်းတွေကြားမှာတော့ Manchester United ပရိသတ်တွေအတွက်အတော်လေးရှော့ရသွားစေမယ်အတော်လေးကြရက်ထသွားစေမယ်သတင်းတစ်ခုရှိပါတယ်။အဲ့ဒါတော့ Manchester United အသင်းဟာသူတို့ရဲ့အားနည်းနေတဲ့ဘယ်နောက်ခံလူနေရာကိုဖြည့်တင်းဖို့အတွက်မထင်မှတ်ထားတဲ့ Premier League ကျယ်ဝဲကစားသမားအုပ်ကိုမျက်စိကျနေတယ်ဆိုတဲ့သတင်းပါ။ဟုတ်ပါတယ်။သူကတော့ဝတ်ဆန်တင်ရဲ့ဘယ်နောက်ခံလူကစားသမား Malik Diop ပဲဖြစ်ပါတယ်။ဝတ်ဆန်ရဲ့အမောင်တူထဲမှာတကူတော့တောက်ပနေတဲ့စီနီဂေါကျယ်ဝင်လေးပါ။ဒီနေ့ Oh My Sport ရဲ့ဗီဒီယိုမှာတော့ Malik Diop ဟာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့လူရှော့အတွက်တကယ်ပြိုင်ပတ်ကောင်းဖြစ်လာမှာလားဒါမှမဟုတ်ဘက်ကတ်တယောက်ဖြစ်လာမှာလားနောက်ပြီးတော့ United အနေနဲ့ဘာကြောင့်မလို့ Diop ကိုရုတ်တရက်စိတ်ဝင်စားလာပြီး short transfer အဖြစ်ခေါ်ယူခြင်းရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုဆွေးနွေးတင်ဆက်ပေးသွားပါမယ်Don't stopအားလုံးပဲမင်္ဂလာပါ Oh My Sport နဲ့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဇော်ထက်ပါ El Hadji Malik Diop ဒီနေ့မှာ Manchester United ပရိသတ်တွေအတွက်စိတ်ကျင်စိတ်နေပါလိမ့်မယ်ဒါပေမဲ့ဒီစီနီဂေါလူငယ်ကစားသမားတွေကဒီနှစ်ရာသီ Premier League မှာ Watson အသင်းမှာတကယ်ကိုတောက်ပပြီးတော့တကယ်ကိုခြေစွမ်းပြကစားနေတာပါ Diop ကအသက်22နှစ်ပဲရှိသေးပေမဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကတော့တကယ်ကိုတောင့်တင်းပါတယ်သူကစီနီဂေါကစားသမားတွေရဲ့ထုံးစံအတိုင်းလျင်မြန်မှုခွန်အားနဲ့နီးစနစ်ပိုင်းဆိုင်ရာတွေကိုပေါင်းစပ်ထားသူပါသူကပြီးခဲ့တဲ့နွေရာသီမှာဝတ်ဆန်တင်ကို Slavia Prague အသင်းကနေ16သန်းနဲ့ရောက်လာခဲ့တာဖြစ်ပါတယ်ကိန်းဂဏန်း channel တွေကပြောပြနေတဲ့ Malik Diop ရဲ့ဒီနှစ် Premier League ခြေစွမ်းကတော့တကယ်ကိုထူးရှယ်ပါပဲ Diop ကဝတ်ဆန်လို့တန်းစင်းတုံအသင်းမှာကစားနေရပေမဲ့သူ့ရဲ့ interception တွေprogressive carry တွေနဲ့ဖြတ်တင်ဘောတွေက Premier League ထိပ်တန်းနောက်ခံလူတွေနဲ့ရေပေါင်တန်းနိုင်ပါတယ်။ဝတ်ဆန်တင်ကတော့တန်းစင်းစုံမှာရုန်းကန်နေရပေမဲ့သူ့ရဲ့တကူတော်ခြေစွမ်းကတော့ Premier League ထိပ်တန်းဆင့်ရှိနေပါတယ်။ Manchester United ဘယ်ဘက်ချမ်းမှာလူရှော့နဲ့ဒေါ်ဂူလိုလိုခြေစွမ်းကောင်းတဲ့ကစားသမားတွေရှိနေပေမဲ့အဓိကကတော့ဒဏ်ရာပြဿနာပါ။ယခုရာသီမှာကြန့်ခိုင်မှုအပြည့်နဲ့ကစားပေမဲ့လူရှော့ကဒဏ်ရာပြဿနာတွေများလွန်းတာကြောင့် United အနေနဲ့ backup ကစားသမားကောင်းတယောက်ကိုရှာဖွေနေတာလည်းဖြစ်ပါတယ်။လူရှော့က play making ဘိုင်းမှာအားတန်ပေမဲ့ Diop ကတော့ modern fullback ပုံစံမျိုးပါ။ဘယ်ချမ်းတစ်လျှောက်မှာမိနစ်60လုံးမမောပန်းမဲ့နဲ့အတက်အဆင်းပြုလုပ်နိုင်တယ်လို့တိုက်စစ်မှုတွေအတွက်တိကျတဲ့ဖြတ်တင်ဘောတွေပေးပို့နိုင်တာကလည်းသူ့ရဲ့အဓိကအားသာချက်ပါ။နောက်ပြီးတော့ Diop ကတိုက်စစ်ပိုင်းလိုက်ပါရုံနဲ့မကပဲခံစစ်ပိုင်းမှာပါအထူးကောင်းမွန်တာကြောင့် United ဒီပြပွဲကတော့သူ့လူရှော့နဲ့အလှည့်ကျသုံးနိုင်မဲ့သူဒါမှမဟုတ်နေရာအပြိုင်လူနိုင်မဲ့ကစားသမားအဖြစ်သတ်မှတ်ထားတာပါအထူးသဖြင့်နောက်ရာသီမှာ Champions League ဝင်ဖို့အကောင်းဆုံးအနေထားမှာရောက်နေတဲ့ Manchester United အသင်းအတွက်လူအင်အားတောင့်တင်းဖို့ကတကယ်ကိုအရေးကြီးလွန်းပါတယ်ဒါပေမဲ့မေးစရာရှိတာဝတ်ဆန်သင်းရောမနစ်ကမှခေါ်ယူထားတဲ့ကစားသမားကိုရောက်ပါမလားအချက်လက်တွေကတော့ဝတ်ဆန်သင်းကပြီးခဲ့တဲ့ဘန်နာရီနှစ်မှာပေါင်104သန်းအထိအရှုံးပေါ်ထားခဲ့တာပါဒီစီးစရာတွေကိုကာမိဖို့အတွက်ဝတ်ဆန်သင်းကသူတို့ရဲ့အဓိကကစားသမားအချို့ကိုရောင်းထုတ်ရပါလိမ့်မယ်ဒါအပြင်အသင်းကလည်းတန်းစင်းစုံထဲမှာရောက်နေတာဖြစ်လို့အကယ်၍တန်းမြန်ဆင်းသွားခဲ့ရင်Diop လိုကစားသမားမျိုးကိုဆက်ထိန်ထားဖို့ကတကယ်ကိုခက်ခဲပါလိမ့်မယ်။ဒါကြောင့်မလို့ United တာဝန်ရှိသူတွေကလည်းဒီအခြေအနေကိုစောင့်ကြည့်နေပြီးတော့ဈေးနှုန်းတစ်ခုနဲ့ကန်လန်းဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တစ်ခုသတိထားမှာက Diop က United ရဲ့နံပါတ်1ပြစ်မှတ်ကစားသမားတော့မဟုတ်ပါဘူး။ United ကလာမယ့်နေရာဒီမှာကွင်းလယ်ကိုအဓိကအကြီးစားပြင်ဆင်မှုတွေလုပ်သွားမယ်ဆိုတာကတော့ညီကိုတို့အားလုံးလည်းသိပြီးသားဖြစ်ပါတယ်။ Nottingham Forest က Elliot Anderson, Newcastle ကတိုလာနီနဲ့Brighton အသင်းကဘလီဘာတို့ကတော့ United ရဲ့အဓိကဦးစားပေးပြစ်မှတ်တွေပါဒီကစားသမားတွေကိုအရင်ခေါ်ယူပြီးမှလက်ကျန်ဝင်ပေါ်မူတည်ပြီးတော့ Diop ကိုအပြောင်းရွှေ့ပြစ်မှတ်အဖြစ်ထည့်သွင်းစဉ်းစားမှာလည်းဖြစ်ပါတယ်ကဲဒီတော့ Malik Diop ဟာအားနည်းနေတဲ့ Manchester United ဘယ်ချမ်းခံစစ်အတွက်အဖြစ်တစ်ခုဖြစ်လာမှာလားဒါမှမဟုတ်အခြားသောခြေစွမ်းမပြနိုင်တဲ့ပြောင်းရွှေ့မှုတွေကတစ်ခုဖြစ်လာမှာလားဒါပေမဲ့တစ်ခုတော့သိကြပါတယ်ဒီရာဒီ Premier League မှာပြနေတဲ့ Diop ရဲ့ခြေစွမ်းတွေကတော့ Manchester United ပရိသတ်တွေကိုရင်ခုန်စေဖို့လုံလောက်ပါတယ်။ကဲဒီတော့ Manchester United ပရိသတ်ညီကိုတွေရောဘယ်လိုထင်ကြလဲ။ဒီပေါင်16သန်းနဲ့လူငယ်လေးကို Old Trafford မှာမြင်ကျင်ကြလား။ Diop က Manchester United ကိုရောက်လာခဲ့ United ရဲ့ဘယ်ချမ်းခံစစ်အတွက်စိတ်အေးသွားရမှာလား။နောက်ပြီးတော့သူကတကယ်ပဲလူရှော့ရဲ့နေရာကိုအစားထိုးနိုင်မှာလား။ဘယ်လိုမြင်ကြလဲ။ comment မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါအောင်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။